ဒါတော့ဝမ်ကာလာပေါ့နော်ဝမ်ကာလာလေးဒါဒီနေ့ရိုက်ဖြစ်တဲ့အလုပ်ပေါ့နော်ဝမ်ကာလာလေးတွေစပွန်ဆာအင်ဂျီလေးတွေပေါ့နော်လက်ဆောင်ပေးဖို့အင်ဂျီလေးတွေကိုဒါရိုက်တာပါမှာတော့ထဲ90သူကရှေ့မှာလိုဂိုလေးပါပါတယ်အဲလိုဂိုပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ကသူ့ကိုတစ်ထည့်ကိုတိုက်က1500ပေါ့နော်1500ယူပါတယ် BC ဒါကတော့ဗာယာလေးနဲ့ပုံလေးနဲ့ခံပြီးတော့လေးမှုတ်ရတာပေါ့နော်လေးမှုတ်ထားပြီးတော့ပြီးရင်ကျန်တဲ့အင်ဂျီတွေဆက်ရိုက်သွားမှာပါအဲ့တော့လေးမမောရသေးတဲ့ဟာတွေဆိုရင်လည်းအဲ့လိုမျိုးအပြင်မှာနည်းနည်းလွှားထားတာပေါ့နော်ပြီးတော့မှအလဲကြသူတို့လေးမှုတ်လိုက်တော့မြန်တာပေါ့ဒီနေ့လုပ်တဲ့အလုပ်လေးတွေပါစီရတော့ဒါအဖြူ2ချက်ရိုက်တာပေါ့နော်တစ်ချက်တည်းမဟုတ်ပါဘူးဒါ2ခေါက်ရိုက်ထားတာပါ2ခေါက်ရိုက်တာပါနော်